ချီကိုလွှမ်းရှာရှေ့ဆက်ခတ်ခဲ့တဲ့ပန်းလေးကိုဆိုင်ရင်ရှိရတော့ကိုဆောင်ပြီးဘာသာညာလုံးတဲ့လောကကြီးလေးရှင်တရားမှချမေတဲ့သူစိတ်နှံတော့ချက်စားရှာရတော့ကိုဆောင်ပြီးတခင်မြတ်တာစင်ချီမနေဆိုင်ရဲ့ရှိရတော့ဦးဆောင်ပြီးဘာသာညာလုံးတဲ့လောကကြီးလေးရှင်တရားမှချမေတဲ့သူစိတ်နှံတော့ချက်စားရှာရတော့ဦးဆောင်ပြီးတခင်မြတ်တာစင်ချီမနေမယ်အိုးချီမနေမယ်တခင်ရဲ့ကျေးဇူးတော်ရှိတွေ့ရင်စင်ချီမနေမယ်စင်ချီမနေမယ်ချိန်တွေပြောင်းလဲပေမဲ့မပြောင်းလဲတဲ့သူမြတ်တာရှင်သာတွေစင်ချီမနေမယ်ရှင်သာတွေ